အားလုံးပဲမင်္ဂလာပါတာရောပိုင်နည်းနည်း page ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆီယမားက9ရက်သားသမီးများရဲ့တပတ်စာကံကြမ္မာများကိုတာရောဆိုတဲ့နာမည်နဲ့ဖတ်ကြားပေးသွားမှာဖြစ်ပါတယ်ဒီနေ့မှာတနင်္ဂနွေသားသမီးများရဲ့10ရက်10လ2025နေပြီး16ရက်10လ2025အထိတပတ်စာတနင်္ဂနွေသားသမီးများရဲ့ကံကြမ္မာအဆိုးအကောင်းများကိုတာရောဆိုတဲ့နာမည်နဲ့ဖတ်ကြားပေးသွားမှာဖြစ်ပါတယ်တနင်္ဂနွေသားသမီးများအနေနဲ့အလုံးနဲ့ပတ်သက်ရင်အဝေးကနေသတင်းစကားကောင်းတွေအဆက်အသွယ်ကောင်းတွေရရှိလာပါလိမ့်မယ်အမျိုးသားတစ်ယောက်ရဲ့ပံ့ပိုးကူညီမှုကြောင့်အလုံးမှာနာမည်ကုန်သတင်းကြီးရာယာရုတူရာတွေဖြစ်ပေါ်တတ်ပါတယ်ငွေကြီးကံနဲ့ပတ်သက်ရင်တော့တနင်္ဂနွေသားများအနေနဲ့ဒီတပတ်တာမှာငွေကြီးကြောင့်ခိုင်ရန်ဒေါသဖြစ်ပွားတာတွေစကားများတာတွေပြောဆိုတာတွေလုပ်ငန်းဝင်တွင်းမှာလဲဆိုလို့ရှိရင်လည်းငွေကြီးကြောင့်အကြောင်းပြုပြီးတော့စကားများဆိုတာတွေကြုံတတ်တယ်နော်အဲ့တော့ဒီလုပ်ငန်းဝင်တွင်းမှာငွေကြီးနဲ့ပတ်သက်ပြီးကင်နေတဲ့လူတွေတနင်္ဂနွေသားများဖြစ်အထူးပြုဆိုင်ပါနော်အခြေရေးကိုကြည့်လိုက်တဲ့အခါမှာမိမိချစ်တဲ့လူပေါ့နော်မိမိချစ်တဲ့လူမိမိသဘောကျတဲ့လူကနေပြီးတော့ကိုယ့်ပေါ်အရင်ထပ်ပို့ပြီးခယူးဆိုင်လာတာတွေပို့ပြီးတော့ချစ်ခင်ခြင်းတွေရရှိပါလိမ့်မယ်နော်တနင်္ဂနွေသားသမီးများရဲ့အိမ်တော်ရေးကိုကြည့်ရမယ်ဆိုလို့ရှိရင်မိမိအိမ်တော်ဘက်ကမိမိကိုစိတ်မချပဲစိုးရိမ်တကြီးနဲ့အမြဲတမ်းစောင့်ကြည့်တာတွေအရင်ထက်ဆိုင်ပို့ပြီးတော့ကိုယ့်ပေါ်ခယူးဆိုင်တာတွေချစ်မြတ်လို့တာတွေရှိလာပါလိမ့်မယ်နော်ကျမကြီးနဲ့ပတ်သက်ရင်တော့တနင်္ဂနွေသားမျိုးရဲ့ကျမကြီးဆိုလို့ရှိရင်လက်စစ်တွေကြိုက်ခဲတာမျိုးတွေလက်တွေညောင်းညာကြိုက်ခဲတာမျိုးတွေမတော်တဆလက်ထိကြိုက်တာမျိုးတွေဖြစ်တတ်တယ်နော်နေရီကယူဆိုင်ပြီးပါအဲ့တော့တနင်္ဂနွေသားမျိုးများရဲ့တပတ်တာကံကြမ္မာပေါ့နော်ကောင်းတဲ့အရာတွေပူကောင်းပြီးစိုးတဲ့ကံတွေပပျောက်ဖို့အတွက်ဆိုလို့ရှိရင်ဖျားမှာတောက်တော်ကြီး3ခွက်ကပ်ပြီးတော့မိမိလူရဆူတောင်းလူရဆန္ဒတွေကိုဆူတောင်းပါနော်အဲ့တော့တနင်္ဂနွေသားမျိုးများစိတ်ကျန်းမာရင်ကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြေဝါကြပါစေလို့ဆရာမဆုမကောင်းတောင်းပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်